နှစ်ပေါင်အုပ်ခဲတစ်လုံးကိုတန်မာတဲ့အမျိုးသားလေးဦးမှသာရွှေ့နိုင်တာကိုတွေ့တော့ထိုမျိုးသားကအလွန်မင်းစိတ်ရှုပ်ထွေးသွားခဲ့တယ်။ဒါကြောင့်သူဟာအုပ်ခဲကိုလက်တစ်ဖက်တည်းနဲ့ကောက်ကင်လိုက်ပါတယ်။ဒီမြင်ကွင်းကသူ့လုပ်ပေါ်ကိုင်ဘက်တွေကိုအံ့အားသင့်စေခဲ့ပြီးသူ့ရဲ့ခွန်အားကိုချီးကျူးကြတယ်။ဒါပေမဲ့ထိုမျိုးသားကတော့ခုနကမှလူတွေရဲ့ခွန်အားကအစတရရောကျသွားခဲ့တာသူတယောက်တည်းသာမထိခိုက်ခဲ့ဘူးဆိုတာကိုသဘောပေါက်သွားတဲ့အတွက်ရှုပ်ထွေးနေသေးပါပဲ။ဒီနေ့မှာအမျိုးသားဟာလမ်းပေါ်လျှောက်လာရင်အမကန်မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်။ပန်းအိုးတစ်လုံးကအရန်လေးလန်လုံးလို့ပရိတ်နဲ့သာရွှေ့လို့ရတယ်။ထိုမျိုးသားဟာအမျိုးသမီးစီယိုကိုကူညီဖို့ဆုံးဖြတ်လိုက်ပေမဲ့စီယိုအမျိုးသမီးကသူ့ကိုအားနည်းပုံရတယ်ဆိုပြီးရေမောခဲ့တယ်။နောက်တစ်စက္ကန့်မှာပဲအမျိုးသားကပန်းအိုးကိုဖြုတ်ချလိုက်တော့သူ့ရဲ့လုပ်ရက်ကြောင့်လူတိုင်းအံ့အားသင့်သွားကြတယ်။အဲဒီနောက်မှာအမျိုးသမီးကအမျိုးသားကိုအိမ်ခေါ်သွားပြီးကိုရန်တော်အဖြစ်ငှားချင်ခဲ့တယ်။ဒါပေမဲ့အမျိုးသားကသူကအဲ့ဒီအလုပ်အတွက်အရန်အားနည်းတယ်လို့ပြောခဲ့တယ်ပြီးတော့သူကဖုံးဖြေဖို့အတွက်ပန်းအိုးကိုလက်တစ်ဖက်တည်းနဲ့ကောက်ကင်လိုက်တော့အမျိုးသမီးကသူ့ရဲ့ခွန်အားကြောင့်နောက်တစ်ချိန်ထိတ်လန့်သွားပြန်တယ်။သူပန်းအိုးကိုစပွဲပေါ်တင်လိုက်တဲ့အခါမှာဒီလုပ်ရက်ကြောင့်အိမ်တစ်ခုလုံးတုန်ခါသွားရုံမကစပွဲပါကျိုးပဲ့သွားခဲ့တယ်။အမျိုးသမီးကသူ့ရဲ့ခွန်အားကိုမြင်ပြီးလုံးဝကိုအံ့ဩတုန်လှုပ်သွားပြီးသူကိုပိုင်ဆိုင်ရမယ်လို့ဂရုတစ္ဆာပြုလိုက်တယ်။ထို့နောက်သူမသည်အမျိုးသားကိုစားတောက်ဆိုင်သို့ညစာစားရန်ဖိတ်ခေါ်ခဲ့သည်။ထိုအမျိုးသားဟာစပွဲထိုးအဖွဲ့တစ်ဖွဲ့လုံးပကံတစ်ခုကိုကင်ဖို့အတွက်အတူတကွလှုပ်ဆောင်နေရတာကိုတွေ့တော့အံ့အားသင့်သွားတယ်။ထိုပကံထဲမှာအစားအသောက်ဆိုလို့မရှိသလောက်ဖြစ်ပြီးစံစေးတစ်ဆဲစေးသာရှိခဲ့တယ်။ဒီခေတ်မှာသာလူတစ်ယောက်ကစံစေးအလုံး20စားနိုင်ရင်အစားကြီးသူအဖြစ်သတ်မှတ်ခံရမှာပါ။ဒါပေမဲ့ထိုမျိုးသားကမန်နေဂျာကိုစံလုံးဝိုင်းကြီးတစ်လုံးယူလာပေးဖို့တောင်းဆိုခဲ့တယ်။သူစံတွေကိုအငမ်းမရပါဇက်အပြည့်ထမင်းစားနေတဲ့အခါလူတိုင်းမယုံနိုင်အောင်ဖြစ်သွားကြတယ်။ထိုမျိုးသားဟာထမင်းစားပြီးစောက်လုပ်ရေးလုပ်ငန်းခွင်ကိုပြန်လာတဲ့အခါသူ့ရဲ့ချစ်သူကောင်မလေးနဲ့ဆုံတဲ့ကောင်မလေးကသူ့ကိုလမ်းခွဲဖို့အတွက်တတိတအုပ်ကိုခေါ်လာခဲ့တယ်။အမျိုးသားကအလွန်ဒေါသထွက်နေပေမဲ့ထိုသူကြီးကအရန်တမားတဲ့ professional လက်ဝဲသမားဖြစ်တာကြောင့်အမျိုးသားကနောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့တတိကလက်လျှော့မပေးဘဲအမျိုးသားကိုပြစ်ပေါက်ဖို့1ကီလိုဂရမ်အုတ်ခဲတစ်လုံးကိုကောက်ကင်ဖို့စူးစမ်းခဲ့တယ်။သို့တော့တတိဟာအုတ်ခဲကိုပဲမနိုင်ဘဲကြောက်တုံးသေးသေးလေးတစ်လုံးကိုယူကားပြီးမြင့်စွာမတင်ခဲ့ရတယ်။အမျိုးသားရဲ့လုပ်ပေါ်ကိုင်ဘက်တွေရဲ့မျက်နှာမူအရာတွေကတိတိတတ်တာပြောင်းလဲသွားပြီးသူတို့အားလုံးကတတိရဲ့ကြီးမားတဲ့ခွန်အားကိုချီးကျူးကြတယ်။အမျိုးသားဟာအမျက်ဒေါသများတောက်လောင်နေပြီးချက်ချင်းပဲတတိကိုပါရိုက်လိုက်တယ်။ထိုသူကြီးကကျိုးပြတ်သွားတဲ့စွန်တကောင်လိုလွင့်ထွက်သွားတဲ့ဒီအချိန်မှာပဲအမျိုးသမီး CEO ကဖြတ်သွားခဲ့ပြီးအမျိုးသားရဲ့ခွန်အားကိုမြင်လိုက်တဲ့အခါချက်ချင်းပဲဒူးထောက်ပြီးထိုအမျိုးသားကိုလက်ထပ်ခွင့်တောင်းဆိုခဲ့ပါတော့တယ်။